အားလုံးပဲပြီးလောက်ဝင်ညဒီတော့နာမည်ကစပင်းရှယ်ပါဒီနေ့ဗီဒီယိုမှာကြောင်ဟာတော့ဟုတ်ပါတယ်ဒီဒီထက်လေးတော့မှကြည့်ပါခင်ဗျာဗီဒီယိုလေးဆုံးကျွန်တော်လည်း subscribe လုပ်ပေးကြအောင်ကျေးဇူးတင်ပါခင်ဗျာဒီထက်ဆိုပါလေထက်ဆိုလည်းပါဒီဆိုတာလေးပါတယ်ထက်ဆိုတာထောင်တော့ဒီဟုတ်ပါကျွန်တော်ရဲ့ Minecraft မှာထောင်တော့ဆိုတာလေမရှိဘူးရဲ့ကျွန်တော်လိုက်စားနိုင်ခုကြည့်ပါတယ်စားရင်တို့ဒီကလည်းတက်နိုင်ပါတယ်ကျွန်တော်တို့ထမအတီးကလိုချင်စီတော့ဘာမှကြည့်မလဲကြည့်ရတော့ဒါကြည့်ပါတယ်ကောပဲစားရတာပေါ့စားရတာမှာကျွန်တော်ကြည့်မှာစားရတာဒီလိုတော့ပလီယာတော့ဒီတိုင်းတစ်ခုတည်းပါလားဒီနေ့ငါရောက်ပြီကွာအထင်နဲ့မဟုတ်ပါဒါထောက်ကြောတစ်ခုပါရှီကန်ရဲ့အကျဉ်းတော်မှာစာရေးတဲ့ဟာလေးခဏလေးထားလိုက်ပါစာရေးတဲ့ဟာလေးရေကိုတိတ်အောက်ကိုမချနိုင်အောင်တားဆီးပြီးတော့ရှီရဲ့ပုံမှာပဲမူတင်နေပါတယ်အောက်ကိုကြာရတယ်အကောင်လုံးရှီမရှိပါဘူးအဲဒါကြောင့်ဒီ easy ထက်မကြောက်အစမ်းလို့ကြာမှချပါတယ်စားကြတော့မှလည်းမြည်ကြည့်လို့လည်းအစမ်းလုံးညမှာတော့3ဘလော့ပဲတွေ့လာမှာ3ဘလော့ကိုရှီတိတ်မတမ်းမချပါနဲ့ထားချချင်တယ်ချလိုက်အောင်ကျွန်တော်မချပါဘူးစိုက်တာလေးလိုလေးပြီးတင်လိုက်လိုက်နှင်းလိုက်လိုက်လေးခုထားလိုက်ရပါတယ်ပြီးတော့ဒီအောက်မှာကြည့်ဟင်းလေးကြီးမှမရှိဘူးဟိုမှာရှီလေးဒီလေးချလိုက်ရေလေးချရင်ဒီအောက်ကိုဆင်းနေတယ်ဒီအောက်အဲ့ရှီတမ်းမပေါ်ပဲအောက်မှာပေါ်လာဒါလို့ဆိုးတော့ပါ